လေးစားပါသောပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမိတင်းနေထိုင်ကြတဲ့မိဘပြည်သူညီကိုမောင်နှမအပေါင်းတို့ခင်ဗျာမြန်မာနှစ်သက်အခါသမယမှာကိုစိတ်နှပြကျမ်းမာချမ်းသာ၍ဘေးပရာဝေးကွာပြီးတိုးတက်အောင်မြင်ကြပါစေကြောင်းကျွန်တော်ဥခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်တရားလုံးရဲ့ကိုစားဆုတောင်းမေတ္တာပို့သရင်မင်္ဂလာနှုတ်ခွန်းဆက်သအပ်ပါတယ်ဒီနေ့အချိန်ခါဟာမြန်မာတက္ကရာ1389ခုနှစ်မှနှစ်သစ်ဖြစ်တဲ့1388ခုနှစ်သို့ကူးပြောင်းရောက်ရှိလာတဲ့ကာလဖြစ်ပြီးနိုင်ငံတော်အတွင်းမှာလည်းအစိုးရတဲ့နဲ့နိုင်ငံရေးအခင်းအကျင်းအသစ်တွေပေါ်ပေါက်ခဲ့ပြီလည်းဖြစ်ပါတယ်လက်ရှိအချိန်တွေမှာကျွန်တော်တို့ရဲ့ဥပဒေပြုမဏ္ဍိုင်ဖြစ်လွှတ်တော်များလည်းပြန်လည်ဖြစ်ပေါ်လာတာနဲ့အမျှလွှတ်တော်ရဲ့အဓိကဆောင်မှုဖြစ်တဲ့ပြည်သူ့အသံလွှတ်တော်အသံပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒပြည်သူတို့ရဲ့မျှော်လင့်ချက်လွှတ်တော်ကဖော်ဆောင်ရွက်ဆိုတဲ့အတိုင်းနိုင်ငံသူနိုင်ငံသားတို့ရဲ့ရင်တွင်းကအသံတွေဖြစ်ချင်ကြတဲ့ဆန္ဒတွေနဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းဆောင်ရွက်ပေးဖို့ကကျွန်တော်တို့လွှတ်တော်ရဲ့အန်တီမာရည်မှန်းချက်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီရည်မှန်းချက်တွေကိုအောင်မြင်ရေးအတွက်လွှတ်တော်အတွင်းမှာနိုင်ငံတော်ဝန်မဲဆန္ဒနယ်မြေအသီးသီးကပြည်သူတွေရွေးချယ်ခဲ့ကြတဲ့ပြည်သူကိုယ်စားလှယ်တွေဟာလွှတ်တော်အတွင်းမှာတော်၎င်းလွှတ်တော်ရပ်နားထားချိန်မှာသက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာတော်၎င်းရောက်ရှိနေကြမှာဖြစ်ပြီးပြည်သူတွေရဲ့အကျိုးအတွက်ပူးပေါင်းဆောင်ရွက်မှုတာဝန်တွေကိုစတင်ထမ်းဆောင်နေကြပြီလည်းဖြစ်ပါတယ်အဲ့ဒီနောက်မှာနိုင်ငံတော်အစိုးရနဲ့ချိတ်ဆက်ပြီးပြည်သူဆန္ဒကိုဖော်ဆောင်ပေးနိုင်ရဲ့အတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းအသိပေးပြောကြားလိုပါတယ်မိဘပြည်သူညီကိုမောင်နှမအပေါင်းတို့ခင်ဗျာကျွန်တော်တို့လွှတ်တော်ဟာဥပဒေပြုရေးတာဝန်ကိုလည်းထမ်းဆောင်ရမှာဖြစ်လို့တည်ဆဲဥပဒေများကိုပြန်လည်ဆန်းစစ်ခြင်းဖြည့်ဆည်းဆောင်ရွက်ခြင်းလိုအပ်ပါကအသစ်ပြဋ္ဌာန်းခြင်းစတာတွေနဲ့ပြည်သူတွေအားလုံးဥပဒေရဲ့အကာအကွယ်အောက်မှာအပြည့်အဝစိတ်အေးချမ်းသာနေနိုင်ဖို့လဲကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါအပြင်နိုင်ငံတော်ရဲ့ရည်မှန်းချက်တာဝန်ဖြစ်တဲ့စီကံပြည့်ဝသောပါတီစုံဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက်နိုင်ငံတော်အစိုးရလွှတ်တော်ပြည်သူအချိတ်ဆက်မိမိဆောင်ရွက်ခြင်းဖြင့်ပြည်သူများရဲ့လူရင်ဆန္ဒနဲ့မျှော်မှန်းချက်တွေကိုဖော်ဆောင်ပေးနိုင်ဖို့ကျွန်တော်တို့လွှတ်တော်ကအထူးကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်မိဘပြည်သူညီကိုမောင်နှမအပေါင်းတို့ခင်ဗျာညီကုန်းချုပ်အနေနဲ့နှစ်ဟောင်းမှာကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့မအောင်မြင်မှုတွေကိုအေးချမ်းတဲ့အတာရည်တွေနဲ့ဆေးကြောတန့်စင်နိုင်ပြီးနှစ်သစ်မှာဘေးရန်ကင်းကွာကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ယုံကြည်စွာလက်တွဲပြီးပူးပေါင်းဆောင်ရွက်နိုင်ကြပါစေအနာဂတ်မှာပုံမခိုင်မာပြည်မြမာကြီးဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်ယခုနှစ်သစ်ကစလို့နားလည်မှုစာနာမှုခွင့်လွှတ်မှုပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူရှေ့ခီးကိုဥတီသွားကြပါစို့လို့ပြင်းပြတဲ့ဆန္ဒနဲ့နှစ်သစ်ကူနှုတ်ခွန်းဆက်စကားပြောကြားအပ်ပါတယ်ခင်ဗျာမိဘပြည်သူနိုင်ငံသူနိုင်ငံသားအားလုံးအေးချမ်းသာယာငြိမ်းချမ်းပြည့်စုံနိုင်ကြပါစေ